ခုပြသပေးမှာကတော့ Liveverse နဲ့ရောင်းချတဲ့ပုံလေးပဲဖြစ်ပါတယ်ဒီဘက် channel လေးမှာတော့ item လေးတွေရှိပါတယ် category ခွဲထားရင်ခွဲထားတဲ့ category လိုက်တွေ့ရမှာဖြစ်ပါတယ် item လေးတွေကိုရွေးချယ်လိုက်ပါမယ်တကယ်လို့ customer က5ခုဝယ်တယ်ဆိုရင်5ကထိပြီးတော့အရေအတွက်5ခုဖြစ်အောင်လုပ်လို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီ quantity နေရာမှာလာပြီးတော့တိုးလို့ရပါတယ် voucher လေးထဲမှာအားလုံးစုံသွားပြီဆိုလို့ရှိရင် charge ကိုနှိပ်ပါမယ်ဒီနေရာမှာ customer ပေးတဲ့ငွေလေးကိုရိုက်ထည့်လို့ရပါတယ်ပြီးရင် charge ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ပေးတဲ့ငွေအပ်တဲ့ငွေတစ်ခါတည်းတွက်ပြီးတော့ voucher လေးထွက်သွားမှာဖြစ်ပါတယ်ခင်ဗျာ